အားလုံးပဲမင်္ဂလာပါရှင်။စာဖတ်ခန်းကလေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်။ကျမစာဖတ်သူမင်းဝေပါ။ဒီကနေ့တော့ဆရာဒေါက်တာဖြူတီဟာရေးသားထားတဲ့မမီမလျောဆိုတဲ့စာအုပ်ကလေးတွေကလူဖြစ်ရကြိုနတ်စီဖို့ဆိုတဲ့စာပိုက်ကလေးကိုဖတ်ပြပေးခြင်းပါတယ်ရှင်။လူရဲလို့ဖြစ်လာပြီဆိုရှင်သန်ရတော့ခဏမှာတန်ဖိုးရှိနေသွားနိုင်ဖို့အရေးကြီးပါတယ်။ဒီအတွက်လိုအပ်မဲ့အချက်၅ချက်ကိုမျှဝေပါရစေ။နံပါတ်1ကိုယ်ချင်းစာတရားဗုဒ္ဓဘာသာဝင်တွေစောင့်တည်လေးရှိကြတဲ့၅ပါးတီလာဆိုတာတကယ်တော့ကိုယ်ချင်းစာတရားကိုအခြေခံတာပါပဲ။ကုသိုလ်ရဖို့စောင့်ရတာလို့ပဲမှတ်နေကြပြီးတစ်ခုစီရဲ့အတိတ်ပဲကိုလည်းတိတိကျကျသိမနေကြတဲ့အခါ၅ပါးတီလာတော့လုံးတလို့ရှိပေမဲ့လူကောင်းသူကောင်းတွေတော့ဖြစ်မနေကြဘူး။ဥပမာသူတစ်ပါးပစ္စည်းတော့မခိုးပေမဲ့တမာအာဇီဝနဲ့အသက်မမွေးတာမွေးညံလဲဈေးတင်ရောင်းတာအလုတ်ကိုခိုးလုပ်တာစသဖြင့်ပေါ့မူသားစကားတော့မပြောဘူးဒါပေမဲ့မာယာအပြည့်ဟန်ဆောင်မှုအပြည့်နဲ့မရှိတာကိုအရှိလို့ရှိတာကိုမရှိဘူးပြောနေကြတာရောကိုချင်းစာတရားနဲ့နေထိုင်မယ်ဆိုစိတ်လိမ်မတောက်တတ်သူရဲ့အနားမှာစိတ်လိမ်မတောက်တော့ဘူးဘာသာပေးပါတာကိုးကွယ်လို့ဘာလူမျိုးမို့လို့ဘယ်လိုလိန်စိတ်သိမ်းညွတ်မှုမျိုးရှိလို့ခွဲခြားခံရမယ်ဆိုကြိုက်ပါမလားစဉ်းစားကြည့်လိုက်သူများတွေကိုလည်းခွဲခြားဆက်ဆံမိတော့မှာမဟုတ်ဘူးဒါကြောင့်ဘယ်ကိစ္စပဲဖြစ်ဖြစ်ငါသာဆိုအဲ့ဒီလိုလုပ်ရင်ကြိုက်ပါမလားဆိုတဲ့စိတ်ကလေးရှိနေဖို့သိအရေးကြီးပါတယ်နံပါတ်2ကိုတာဝန်ယူဖို့ကိုကြောင့်ဘသူမှမထိခိုက်အောင်နေထိုင်ခြင်းသည်ကိုချင်းစာတရားဆိုရင်နောက်တစ်ဆင့်လှုပ်ဖို့လိုတာကကိုကြောင့်လူတွေဝင်မပိုစေဖို့ပါကလေးဘဝကဆိုကျွန်တော်တို့တွေလူကြီးမိဘအပေါ်မိခိုရတယ်စားတာတောက်တာအညစ်အကြေးစွန့်တာကအစအဲ့လိုကနေတဖြည်းဖြည်းနဲ့ကိုဟာကိုထမင်းစားတက်လာတယ်အဝတ်ဝတ်တက်လာတယ်အမိအခိုကင်းလာတယ်နောက်တော့ကိုဝင်ငွေကိုရှာပြီးပါရက်တည်တော့တယ်ဒါပါလဲဆိုတော့ကိုတာဝန်ယူတာကိုကြောင့်လူတွေဝန်မပိုစေတာမျိုးပါကိုရဲ့တကူရေးတန့်ရှင်းရေးကိုဂရုစိုက်မယ်ဒါမှဘေးလူတွေကိုညစ်ပတ်လို့စိတ်ရှုပ်ရတယ်ဆိုတာမျိုးမဖြစ်တော့ဘူးကိုကျမ်းမာရေးကိုဂရုစိုက်မယ်အတူနေတဲ့သူတွေပြုစုရတာသက်သာသွားမယ်ယောဂဖြစ်တတ်တဲ့သူတွေကိုပြောလိုတာမဟုတ်ပါဘူးယောဂကဘယ်သူမဆိုလဲဖြစ်တာပဲဖြစ်ရင်လဲဘေးလူတွေကိုပြုစုခိုင်းရတာပဲကိုယ့်ရဲ့နေထိုင်မှုကကျန်းမာရေးနဲ့ညီညွတ်ဖို့လိုတယ်ပြောလိုရင်ပါနံပါတ်3ကိုတိဆောက်ဖို့ရှေ့နှစ်ဆင့်ကသူများကိုဒုက္ခမပေးမိအောင်နေထိုင်တာတတိယအဆင့်ကစလို့သူများကိုအကျိုးပြုနိုင်ကူညီနိုင်ဖို့ဖြစ်သွားပါပြီမဟုတ်တာမလုပ်ရုံနဲ့မပြီးဘူးဟုတ်တာတွေလည်းလုပ်သွားဖို့လိုသေးတာကိုယ်တော်မှထမင်းမဝပဲသူများကိုထမင်းကျွေးဖို့ဆိုတာမလွယ်ဘူးလူတစ်ယောက်ပြစ်လဲသွားတယ်ရှေးဦးသူနာပြုစုနေမတက်ထားပဲအသက်ကယ်လို့မရဘူးဆိုလိုတာကသူများကိုတစ်ခုခုပေးနိုင်ဖို့ဆိုရင်အရင်ဆုံးကိုယ်မှာတစ်ခုခုရှိထားဖို့လိုအပ်ပါတယ်ပညာငွေကြေးလှုပ်အားစသဖြင့်ပေါ့အဲ့ဒါတွေရှိထားတဲ့သူတွေကပိုးပြီးထိထိရောက်ရောက်ကူညီနိုင်ကြတာကိုတွေ့ရလိမ့်မယ်ဒါကြောင့်အသက်မွေးစရာပညာတစ်ခုခုတင်ရမယ်လောကကြီးကနေကိုပတ်စံပေးဖို့လုံလောက်တဲ့စွမ်းရည်တစ်မျိုးမျိုးပေါ့ဘသူကတော့အလကားလာပေးပါမလဲစာရေးပြီးအသက်မွေးမလားဆရာဝန်လုပ်မလားဝန်ထမ်းလုပ်မလားအမှုပညာဖန်တီးမလားတခုခုတော့တတ်ထားဖို့လိုမယ်နောက်ပြီးငွေကြေးစီမံခန့်ခွဲမှုလည်းအရေးကြီးတယ်ငွေရှာဘလောက်ကောင်းကောင်းမစီမံတတ်ရင်မချမ်းသာနိုင်ဘူးကိုဒီတော့အသက်မွေးပညာရဲ့ငွေကြေးစီမံခန့်ခွဲမှုပညာရဲ့ကတော့ဘသူမဆိုတတ်ထားဖို့လိုမယ်ဒါမှအများကိုပြန်လည်ကူညီပေးနိုင်စွမ်းရှိလိမ့်မယ်နံပါတ်4မေတ္တာ
ကိုချင်းစာတရားကိုအုံမြင့်ချမထားရင်သူကငွေကိုရတဲ့နည်းနဲ့ရှာတော့မှာပဲချမ်းသာခြင်းချမ်းသာလိမ့်မယ်သို့တော့သူ့ငွေတွေကသွေးတွေပေနေမယ်မျက်ရည်တွေစွန်းနေမယ်အဲ့ဒီလိုပဲပတ်စံတွေတော့ရှိလာပြီပညာတွေလည်းတက်လာပြီအပေါ်ကနေမေတ္တာတရားနဲ့အုပ်မထားရင်အဲ့ဒီပတ်စံအဲ့ဒီပညာတွေကသူ့အတွက်သူ့မိသားစုအတွက်သူချမ်းသာပြီးရင်ချမ်းသာဖို့အတွက်ပဲဖြစ်နေမှာပဲဒါကြောင့်တန်ဖိုးရှိတဲ့လူဘဝတစ်ခုရဖို့မေတ္တာတရားဟာလည်းလိုအပ်ပါတယ်နံပါတ်5စိတ်ဓာတ်တတိတတိဆိုလို့တိုက်ရဲခိုက်ရဲတက်ရဲဖြတ်ရဲမှတတိမဟုတ်ဘူးမှန်တဲ့ဘက်ကရက်တည်ရဲတာမှန်တာကိုလုပ်ရဲတာယုံကြည်တဲ့အတိုင်းပြောရဲတာမတရားမှုကိုလက်သင့်မခံတာတွေဟာလည်းတတိပါပဲပိုးပြီးနုညံ့ပြုတ်ပြောင်းတဲ့တတိမျိုးပေါ့ဗုဒ္ဓမြတ်စွာဘုရားဆိုသူရဲ့ဂုဏ်တော်တွေကိုပွားများကြတယ်အတူယူကြတယ်ကိလေသာကင်းတယ်မှန်ရာကိုပြောတယ်ပူဇော်ထူးကိုခံယူထိုက်တယ်စသဖြင့်ပေါ့ဒါပေမဲ့စိတ်သက်တတိနဲ့ပတ်သက်လို့လဲတိတ်အတူယူစရာကောင်းတဲ့ပုံကိုဖြစ်တယ်ပိုးလွန်ခဲ့တဲ့နှစ်2500ကျော်ကအိန္ဒိယနိုင်ငံမှာဇက်ခွဲကြတဲ့စနစ်ဟာအတော်လေးကိုပြင်းပြင်းထန်ထန်ရှိခဲ့တယ်ဇက်နှိမ့်တဲ့သူဆိုရေတွင်းတောင်အတူတုံးခွင့်မရှိတာမျိုးတွေပေါ့အဲ့ဒါကိုလူတစ်ယောက်ရဲ့အဆင့်အတန်းဟာဘလို့အမျိုးဆက်မှာမွေးဖွားတယ်နဲ့မဆိုင်ဘူးသူ့လုပ်ရဲ့ကုသိုလ်အကုသိုလ်နဲ့ပဲဆိုင်တယ်ဆိုတဲ့ဟောကြားချက်ဟာဘလောက်တော်လှန်တဲ့အတွေးခေါ်လဲဘလောက်တောင်ရိုက်ခတ်သွားမလဲဘလောက်တောင်ကဲ့ရဲ့ပြစ်တင်တဲ့နေခံရမလဲစဉ်းစားကြည့်ပေါ့အများကဒီလိုမို့လို့ကိုလည်းဒီလိုလိုက်ပြောမယ်ဒါမှမဟုတ်မဆိုင်တလို့အတန်တိတ်နေမယ်ဆိုတာမျိုးမလုပ်ခဲ့ဘူးလူဟာပညာတတ်နေုံနဲ့မပြီးသေးပါဘူးမှန်တာကိုမှန်တဲ့အတိုင်းကိုယုံကြည်ရာကိုယုံကြည်တဲ့အတိုင်းပြောရဲဆိုရဲရက်တည်ရဲဖို့လဲလိုသေးတယ်မဟုတ်ရင်လဲတိမ်ပြင်းတဲ့ဘဝနှုံချတဲ့သမိုင်းကြောင်းမျိုးကိုပိုင်ဆိုင်သွားရတတ်တယ်ဒါကြောင့်လူတစ်ယောက်ရဲ့ဘဝကိုအဆုံးဖြတ်ပေးတဲ့တန်ဖိုးရှိမရှိစစ်ထုတ်ပေးလိုက်တဲ့နောက်ဆုံးအချက်ကစိတ်သက်တတိလို့ပြောချင်ပါတယ်လူဖြစ်ရကြိုးနဲ့တဲ့ဆိုတဲ့နေရာမှာတစ်ယောက်နဲ့တစ်ယောက်သတ်မှတ်ချက်ချင်းတော့တူမှာမဟုတ်ဘူးလူဖြစ်တုံးခဏပြောမယ်ပါမယ်စည်းစိမ်ခံစားမယ်ဘလို့နီးနဲ့ပိုက်ဆံချမ်းသာပြဿနာမရှိဘူးကိုကြောင့်ဘသူတွေဘလို့ဒုက္ခရောက်ရောက်အေးဆေးပဲဆိုတဲ့သူတွေလည်းရှိမှာပါကျွန်တော်တကူရေးစာအတွက်တော့ဒီလောကထဲရှင်သန်သွားတဲ့အချိန်တွင်းမှာကိုကြောင့်မျက်ရည်ကျရသူထက်ပျော်ရွှင်ရတဲ့သူအရေးအတွက်ကပိုများနေဖို့ကဘာတို့နိုင်ငံတို့ကိုမကယ်တင်နိုင်ရင်တော့ကိုယ့်ပတ်ဝန်းကျင်အဝိုင်းအဝန်းကလူတွေကိုကူညီပေးနိုင်ဖို့ရှင်နေချိန်မှာရောတစ်ချိန်တည်သွားတဲ့အခါမှာပါကိုယ့်မျိုးဆက်ကိုယ့်မိသားစုဝင်တွေကဂုဏ်ယူနေရဖို့မရှက်နေရဖို့ဆိုတဲ့ပြည်တံသုံးချောင်းနဲ့တိုင်းကျင်ပါတယ်အဲ့လိုရှုထောင့်ကနေလူဖြစ်ရကြုံနဲ့ချင်တယ်ဆိုရင်တော့အခုမျှဝေခဲ့တဲ့အချက်၅ချက်နဲ့အစင်းစင်းတိဆောက်ပြီးတန်ဖိုးရှိရှိနေထိုင်သွားကြဖို့လိုပါတယ်28ရက်3လ2022ဆရာဒေါက်တာဖြူးတီဟာရေးသားခဲ့တဲ့မမီမလျော့ဆိုတဲ့စာအုပ်ကလေးတွေကလူဖြစ်ရကြိုးနတ်စေဖို့ဆိုတဲ့စာပိုက်ကလေးကိုဖတ်ပြပေးခဲ့တာဖြစ်ပါတယ်ရှင်။စာဖတ်ခံကလေးကိုအချိန်ပေးပြီးနားဆင်ခဲ့ကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်။နောက်ဗီဒီယိုလေးတွေမှာပြန်လည်ဆုံတွေ့ကြပါအောင်စို့နော်။